ခင်ယေရှုခရစ်တော်ရဲ့ဆွေတော်စင်မျိုးတော်ဆက်ထက်မှာပါတဲ့အမျိုးသမီး9ဦးအကြောင်းကိုကျွန်မအပိုင်း1အနေနဲ့ဒီနေ့ပြောပြသွားချင်တာဖြစ်တယ်။ဒီအမျိုးသမီးတွေထဲမှာပြည်တစားမတွေပါတယ်၊တပါးအမျိုးသားတွေပါတယ်၊မတရားခံရတဲ့အမျိုးသမီးတွေပါတယ်။ဒါပေမဲ့ဖခင်သခင်ကသူတို့ကိုသခင်ယေရှုခရစ်တော်ရဲ့ဆွေတော်စင်မျိုးတော်ဆက်တမိုင်းထဲမှာသူတို့ကိုထဲတာဖြစ်တယ်။ဒီနေရာမှာဘာကိုတွေ့ရလဲဆိုရင်ဖခင်သခင်ရဲ့ကျေးဇူးတော်ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာဘုရားသခင်ရဲ့အကြံစီတော်တွေကိုကျမတို့မြင်တွေ့ရတယ်ဒီလိုပဲဘုရားသခင်ကကျမတို့အရောက်ချင်းစီတိုင်းပေါ်မှာလဲလူတိုင်းရဲ့အပေါ်မှာကြီးမားတဲ့အကြံစီတွေရှိတာဖြစ်တယ်ကျွန်တော်တို့ပထမဦးဆုံးအမျိုးသမီးတယောက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တာမာကပ္ပဦးကျမ်းခန်းကြီး38မှာဒီအမျိုးသမီးကိုတွေ့ရတယ်ယူဒမှာတား3ယောက်ရှိတယ်ပထမတာကအေရသူကတာမာကအေရနဲ့အိမ်ထောင်ပြုတ်တယ်ပြီးတော့အဲ့ဒီအေရကဖခင်ရဲ့ရှေ့မှာဆိုးတဲ့သူဖြစ်တယ်အဲ့ဒါဖခင်သခင်ကသူ့ကိုကွပ်မျက်လိုက်တယ်သူတည်သွားတယ်စောစောစီပြီးတော့ဒုတိယအောနန်နဲ့ရတဲ့အချိန်မှာလဲသူကသူ့အကိုသားမပေးချင်ဘူးအဲ့ဒါနဲ့ဖခင်သခင်ရဲ့ရှေ့မှာပဲသူလဲကွပ်မျက်ခြင်းခံရတယ်ပြီးတော့ရှေလာကငယ်သေးတဲ့အတွက်ကြောင့်သူ့ကိုမပေးစားဘူးဒီအမျိုးသမီးရဲ့ဘဝကိုကြည့်မယ်ဆိုရင်ဒီအမျိုးသမီးကနော်သူအိမ်အောင်ကြားတဲ့အခါမှာလဲဆိုးတဲ့နော်အမျိုးသားနဲ့အိမ်အောင်ကြားရတယ်ပြီးတော့ရတဲ့အဲ့ဒီယောက်ျားကလည်းတေသွားတယ်ပြီးတော့ဒုတိယယောက်ျားယူတဲ့အချိန်မှာလဲဒုတိယယောက်ျားလည်းတေသွားတယ်ပြောမယ်ဆိုရင်တော့ကံမကောင်းဘူးပေါ့ပြီးတော့အဲ့ဒီတူတွေနဲ့အိမ်အောင်ကြားတဲ့အချိန်တွေမှာလဲကလေးမရဘူးနော်ဓမ္မဟောင်းကာလမှာဆိုရင်ကလေးမရဘူးဆိုရင်ဟာဒီအမျိုးသမီးကကြိမ်ချင်းခံရတဲ့အမျိုးသမီးလူတွေကသူ့ကိုကဲရဲမယ်ပြစ်တင်မယ်ဟောပြီးတော့ယူဒပင်လေသူ့ကိုကြောက်သွားပြီဖြစ်တယ်တား2ယောက်လုံးဒီအမျိုးသမီးနဲ့အိမ်ထောင်ပြုတ်တယ်ဒါပေမဲ့2ယောက်စလုံးကတေသွားတယ်ဆိုတော့နောက်ဆုံးသူ့သားရှေလာကိုလည်းသူ့သားရှေလာလည်းတေတော့မှာပဲနော်လူကအမျိုးသွေးတယ်လေနော်2ယောက်တောင်မှတေပြီဆိုတော့ဒီအမျိုးသမီးကတကယ်အမင်္ဂလာသုံးရင်ဒီအမျိုးသမီးနဲ့ငါသားရှေလာနဲ့ပေးဆိုင်ငါသားလည်းတေမှာပဲလို့သူကအဲ့လိုမျိုးထင်တယ်ဒါနဲ့မပေးစားဘူးဂျူးလူမျိုးထုံးစံအရာပထမသားသေးတယ်ကလေးမရှိဘူးဒုတိယသားကအမွေဆက်ခံခွင့်ရှိတယ်ပြီးတော့ဒုတိယသားသေးတယ်ဆိုရင်တတိယသားနဲ့ပြန်ပြီးမှပထမသူ့ရဲ့အကိုရဲ့နာမည်နဲ့ပြန်ပြီးမှအဲ့ဒီအမျိုးကိုပြန်တီးထောင်နိုင်တာဖြစ်တယ်ဒါပေမဲ့သူ့မှာအဲ့လိုမျိုးအခြေအနေကြားထဲမှာယူဒကသူ့ကိုနော်တရားတွေရှိပေမဲ့မောရှေရဲ့တရားဖျားသခင်ချမှတ်တဲ့စီမင်းစည်းကမ်းတွေဒီလိုရှိတယ်ဆိုပေမဲ့သူကရှေလာနဲ့ပေးစားခြင်းမခံရသူ့ရဲ့အဘအိမ်မှာတွားပြီးနေရတယ်เนาะဒီလိုအချိန်ကာလမှာဒီအမျိုးသမီးတယောက်အနေနဲ့ဘလောက်အထိခံစားရမလဲဘလောက်အထိသူ့ရဲ့ဘဝမှာအမင်္ဂလာတွေမကောင်းတဲ့အရာတွေတစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်တယ်เนาะဒီလိုအမျိုးသမီးရဲ့အထဲမှာအားငယ်ခြင်းတွေတိမ်ငယ်ခြင်းတွေစိတ်တကြခြင်းစိတ်ပြည့်ခြင်းတွေဖြစ်မှာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကဒီလိုအမျိုးသမီးကိုရွေးချယ်တယ်ပြည့်စုံတော့ဘုရားသခင်ရွေးချယ်တာမဟုတ်ဘူးမပြည့်စုံတော့ညာလဲဖျားခင်ရွေးချယ်တယ်ပြီးတော့လိန်နေပြီးမှသူကယူဒနဲ့သွားပြီးမှသွားအိတ်တယ်ယူဒကအယမ်းကိုမှစိတ်ဆိုးတယ်ဒီအမျိုးသမီးကသူ့ရဲ့ချွေးမကနော်ပြည်တစားမလုံနေပြီလို့လူတွေပြောတဲ့အချိန်မှာအယမ်းစိတ်ဆိုးပြီးသူ့ကိုတတ်ဖို့အတွက်လုပ်တယ်သူ့တတ်ဖို့အတွက်လုပ်တဲ့အချိန်မှာတာမာကနေပြီးမှဒီလူအားဖြင့်ကျွန်တော်ကိုဝင်ဆောင်တာဖြစ်တယ်စလွယ်တွေတောင်ဝေးတွေနော်ထုတ်ပြတဲ့အချိန်မှာယူဒကအဲ့ဒီအချိန်မှာမလုပ်လဲနောင်တရတယ်။အိုးကြည်စံတပ်ဖို့အတွက်လုပ်တဲ့ဒီအမျိုးသမီးရဲ့အပြစ်ထက်ငါရဲ့အပြစ်ကပိုပြီးကြီးတာပါလားဆိုပြီးနောင်တရပြီးနောက်တစ်ဖန်သူ့ရဲ့ချွေးမသည့်အမျိုးသမီးကိုနောက်တစ်ဖန် तू မချင်းတော့ဘူးဖြစ်တယ်။ तू နဲ့ तू နေတဲ့အရာတွေမလုပ်တော့ဘူးဖြစ်တယ်။ယူဒာကဒီအချိန်မှာမလုပ်လဲ။အိုးငါရဲ့အပြစ်ကပိုကြီးတယ်။ငါမားပြီးငါရဲ့သားရှေလာကိုမပေးစားဘဲနဲ့ငါနေတယ်။အဲ့ဒီအပြစ်ကပိုပြီးကြီးတာပါလားဆိုသူနောင်တရတယ်ယူဒာကနောင်တရတဲ့အရာဘုရားသခင်ကအဲ့ဒီနောင်တကိုလက်ခံတာဖြစ်တယ်ယေရှုကိုနော် the lion of Judah ယူဒာအမျိုးတွေကနေဆင့်တက်တဲ့ဣသရေလ12နွယ်လုံးရှိတယ်ဒါပေမဲ့ဘုရားသခင်ရွေးချယ်တာယူဒာကိုဖြစ်တယ်အဲ့ဒီယူဒာထဲကနေသခင်ယေရှုခရစ်တော်မွေးဖွားလာဖို့အတွက်ရွေးချယ်တယ်သူ့ရဲ့အမားကို
နောင်တရပြီးဖျားစီကိုလဲလာတဲ့အခါမှာဒီလိုပဲကျမတို့ဘဝမှာလဲနော်ကျမတို့အမားတွေရှိမှာပါကျမတို့မစုံလင်ခဲ့တဲ့အရာတွေရှိမှာပါဒါပေမဲ့အဲ့ဒီအမားတွေကိုနောင်တရပြီးဖျားသခင်စီကိုလဲလာတယ်ဆိုရင်လူတွေရဲ့အမားထဲမှာပင်လေဖျားသခင်ရဲ့ကြီးမားတဲ့အကြံစီတွေရှိတယ်လူတွေရဲ့အမားထဲမှာပဲဒီလိုရှုပ်ထွေးနေတဲ့မိသားစုရဲ့ပြဿနာကြားထဲမှာပဲလေဖယားသခင်အတူထင်ရှားတဲ့အရာဖယားသခင်အကြံစီကိုမြင်တွေ့ရတာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ရဲ့အသက်တာမှာမိတ်ဆွေရဲ့ခက်ခဲခြင်းတွေမစုံလင်ခြင်းတွေအားနည်းခြင်းတွေကစိတ်ပြတ်ဖို့အတွက်မဟုတ်ဘူးဖယားသခင်အသုံးပြုဖို့အတွက်ဖြစ်တယ်ခက်ခဲခြင်းတွေကြုံလာရတယ်ပြဿနာတွေကြုံလာရတယ်အဲ့ဒီကြုံလာရတဲ့အခြေအနေပါပဲလေဖယားသခင်တင့်အတွက်ကြီးမားတဲ့အကြံစီတို့ရှိတာဖြစ်တယ်အာမင်ပြီးလို့ရှိရင်နောက်တစ်ခုကရာဟတ်ယောရှုအခန်းကြီးနဲ့6မာရီသူ့ရဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်ရာဟတ်ဆိုတဲ့ဒီအမျိုးသမီးကခါနန်အမျိုးသမီးဖြစ်တယ်ဣသရေလအဝင်မဟုတ်ဘူးနော်သူကတမန်အမျိုးသမီးမဟုတ်ဘဲနဲ့သူကတော်ကိုအပြစ်များတဲ့ပြည်တစားမိုက်ဖြစ်တယ်เนาะတမျိုးလုံးရဲ့အော်ဂျောလန်တမျိုးလုံးကเนาะမျက်နှာရှုံးမဲ့တမျိုးလုံးကပြစ်တင်ဆွဆွဲပြီးမှเนาะမကောင်းဘူးမိသားစုတွေကိုခွဲတယ်ဘလောက်ထိတောင်မှသူတစ်ပါးတွေသူ့ကိုမကောင်းပြောမလဲအသင်းပြောမလဲဘလောက်ထိတောင်ကြိမ်မလဲဒီလိုမျိုးအမျိုးသမီးဖြစ်ပေမဲ့ဒီအမျိုးသမီးကထူးခြားတယ်ဒီအမျိုးသမီးကဖယားကိုယုံကြည်တာဖြစ်တယ်เนาะဖယားကိုယုံကြည်လို့ပဲတချို့နေရောက်သူ့အိမ်ကိုလာတဲ့အခါမှာနော်အဲ့ဒီနေရောက်လုံးကိုသူကပုံဝတ်ထားတယ်အိမ်မိုးပေါ်နော်အိမ်မိုးပေါ်မှာဝတ်ထားပြီးမှသူ့ရဲ့တိုင်းပြည်ကလူတွေလာတဲ့အချိန်မှာနော်စစ်ဆေးတဲ့သူတွေလာတဲ့အချိန်မှာသူတို့မရှိဘူးလို့လိန်ပြီးမှသူတို့ပြောတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်အဲ့ဒီတချို့နေရောက်ကိုသွားပြီးမှဘာသွားပြောလဲဆိုရင်ယောရှုအခန်းကြီးနဲ့အပိုင်ငယ်7မှာအကြောင်းမူကားသင်တို့၏ဖျားသခင်ထာဝရဖျားသည်အထက်ကောင်းကင်ဘုံ၌၎င်းအောက်အရက်မြေကြီး၌၎င်းအစိုးရတော်ဖျားသခင်ဖြစ်တော်မူ၏ဝေါသူကဘာလုပ်တယ်လဲယုံကြည်တယ်သူတို့အဲ့ဒီအချိန်မှာတော့ကိုးကွယ်တဲ့ဖျားတွေအများရှိပေမဲ့အိုးဒီဣသရေလလူမျိုးကိုးကွယ်တဲ့ဖျားတွေကထူးခြားတယ်အဲ့ဒီဖျားသခင်ကတကယ်ပဲကောင်းကင်မြေကြီးအောက်မှာအသက်ရှင်တဲ့ဖယားသခင်ဖြစ်တယ်ဒီဖယားသခင်တပါးတဲ့တာလဲဖယားစစ်ဖယားမှန်ဖြစ်တယ်လို့သူကယုံကြည်တာဖြစ်တယ်ပြီးတော့အာမောရိရှင်ပြန်ရှိဟုန်နဲ့အော်နာတို့ရဲ့တည်င်းတွေအကြောင်းမို့နော်ပြီးလို့ရှိရင်ဖယားရဲ့နမိတ်လက္ခဏာဖယားသခင်တောထဲမှာပို့ဆောင်တဲ့နမိတ်လက္ခဏာတွေတော့ကြီးမားတဲ့အမှုတွေကိုမြင်ပြီးမှတကယ်တော့ဒီကလူတွေကကြောက်နေတာဖြစ်တယ်တော့တင်းတို့ကိုဖယားသခင်ကဒီပြည်နယ်ကိုကောင်းပေးမယ်ကောင်းကြီးပေးမယ်ဒီပြည်နယ်ဟာတင်းတို့အတွက်ဖြစ်လာမယ်ဆိုတာသူယုံကြည်တယ်ဒါပေမဲ့ဣသရေလလူမျိုးတွေကမယုံကြည်ဘူးမောရှေစေလွတ်တဲ့တချို့12ယောက်ထဲကဆိုရင်10ယောက်စလုံးကမယုံကြည်ဘူးကြားရင်လို့မြင်တာဖြစ်တယ်ဒါပေမဲ့ဒီအမျိုးသမီးကဖယားခင်သူတို့ကိုပေးမဲ့မြေဖြစ်တယ်ဒီလူတွေကငါတို့ရဲ့ရှေ့မှာဒီစိုးစံမဲ့သူတွေဖြစ်တယ်အောင်မြင်မဲ့သူဖြစ်တယ်လို့ဒီအမျိုးသမီးကမြင်တာဖြစ်တယ်ဒီအမျိုးသမီးကယုံကြည်တာဖြစ်တယ်အဲ့ဒါကြောင့်မို့ခါနန်တိုင်းပြည်မှာနော်ရောက်တဲ့အချိန်မှာသူတို့ဝင်တိုက်တဲ့အချိန်မှာဒီအမျိုးသမီးနဲ့သူ့ရဲ့အိမ်ထဲမှာရှိတဲ့သူတွေကပဲလွတ်မြောက်ခြင်းရတာဖြစ်တယ်။ကျိုးပဒင်းပေါက်မှာကျိုးနီချိတ်ဆွဲထားခိုင်းတယ်။အဲ့ဒီအိမ်မှာသူ့ရဲ့အမျိုးတွေမိသားစုဝင်တွေကိုခေါ်ထားခိုင်းတယ်။အဲ့ဒီအိမ်မှာရှိတဲ့သူတွေသူနဲ့တကွာအဲ့ဒီအိမ်မှာရှိတဲ့သူတွေလွတ်ချင်းချမ်းသာရတယ်။တပါးအမျိုးသားဖြစ်ပေမဲ့ဒီအမျိုးသမီးဟာတခင်ယေရှုခရစ်တော်ရဲ့ဆွေတော်စဉ်မျိုးတော်ဆက်တဲ့မှာပါဝင်ခွင့်ရတာဖြစ်တယ်။ဟေဘရဲအခန်းကြီး7အပိုင်ငယ်3မှာပြေးတစားရခတ်သည်တရှို့တို့ကိုအဆွေဖွဲ့၍လက်ခံတော်ကြောင့်မယုံကြည်သောသူတို့နဲ့အတူမပြည့်စည်ပဲယုံကြည်ခြင်းအပြင်ချမ်းသာရ၏ဟာလေလုယာယုံကြည်ခြင်းအပြင်သူဟာကဲတင်ခြင်းကိုရောက်တဲ့အရာကိုပုံဆောင်တာဖြစ်တယ်ဒီနေ့ကျမတို့အသက်တာမှာလည်းကျမတို့ကောင်းလို့တော်လို့တက်လို့ကျမတို့ရဲ့အစွမ်းအစားနဲ့မဟုတ်ပါဘူးကျမတို့ရဲ့အားနည်းချက်တွေမစုံလင်ခြင်းတွေရှိပေမဲ့ဂျေဇုတော်တက်တဲ့အားဖြင့်ခရစ်တော်လှုပ်ဆောင်ခဲ့ပေးခြင်းအားဖြင့်သာကျမတို့ကဲတင်ခြင်းစုဂျေဇုကောင်းကြီးတွေကိုရရှိတာဖြစ်တယ်ဂျေဇုတော်တက်တဲ့အားဖြင့်ကျမတို့ရရှိတာဖြစ်တယ်
ဟာလေလုယာဂျေဇုတော်တသက်အားဖြင့်ကျမတို့ထာဝရအသက်ကိုရရှိတယ်ငရဲကနေလွတ်မြောက်ရတဲ့အခွင့်ကိုဘုရားသခင်ပေးတယ်ဘုရားရဲ့ဂျေဇုတော်တသက်အားဖြင့်ဘုရားသခင်ကျမတို့ကိုအသုံးပြုတယ်အခမဲ့ရတဲ့ဘုရားသခင်စီကနေလက်ဆောင်တနာခြင်းဂရုဏာဖြစ်တယ်နော်ဒီအကြောင်းအရာလေးကိုကျမအားပေးခြင်းပါတယ်အရောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်အထူးကောင်းကြီးပေးပါစေ